အားလုံးပဲမင်္ဂလာပါဒူရီချစ်တဲ့အေးသက်ကြီးကျွန်တော်ရဲ့မိတ်ဆွေများကိုမတင်တာလဲကြာပြီပါခုပြန်ပြီးတော့အားပေးသူရှိရင်တော့နေတိုင်းတင်ပေးတော့မှာပါเนาะကျွတ်ကွင်အရာဝမ်းချင်းနေတိုင်းမှန်တာလေးကျွန်တော်ပြပေးတော့မှာပါငါးဘိတ်က900ဒီမှာကတစ်ဘိတ်เนาะတရရှားမှာပြန်ကြည့်လိုက်ပါเนาะ9ဘိတ်နဲ့တစ်ဘိတ်နဲ့ကျွေး6နှစ်ခတ်9 6 9ဝမ်းချင်းနောက်လေးထွက်ပါတယ်ဒီမှာဘိတ်လေးဒီမှာဘိတ်လေး8နှစ်ခတ်1 8ဝမ်းချင်းပါဒီမှာထွက်ပါတယ်เนาะဒီမှာဘရိတ်8ဘရိတ်1 9 6ဝမ်းချင်းမှာထွက်ပါတယ်เนาะဒီမှာ96ဘရိတ်ခွန်4 နှစ်ဝမ်းချင်းမှာဒီမှာထွက်ပါတယ်เนาะပရိတ်6ပရိတ်1ခွန်3ကြဝမ်းချင်းမှာခွန်နှက်ခတ်3ကြเนาะထွက်ပါတယ်เนาะပရိတ်3ပရိတ်5 8နှက်ခတ်က1ပါเนาะ8ဝမ်းချင်းမှာ8ဝမ်းချင်းเนาะဟုတ်ကဲ့17ရက်2လ2026ရက်နေ့မှာတော့8ဝမ်းချင်းကြီးကောင်းပါတယ်เนาะ8လိုက်နေတဲ့ညီကိုများကံကောင်းကြပါစေ